ညင်နက်ပိုင်းမြမပင်လေပြင်ရဲ့ကမ်းလွန်တနေရာမှာဦးဘုံမြင့်တို့ရဲ့သူ့တေသနာဆက်လေးလေးဟာအမှောင်တုကြားတဲ့တိတ်ဆိတ်စွာခရီးနေခဲ့တာပေါ့ရုတ်တရက်ဆိုသလိုဆက်လေးပေါ်ကလျှက်စစ်မီးသွေးတွေဟာတစ်ဖြက်ဖြက်နဲ့ငိမ့်လိုက်လင်းလိုက်ဖြစ်လာပြီးဈေးရရဲ့လက်ထဲက digital ကိရိယာတွေအားလုံး error တွေတက်လာခဲ့တယ်ဦးလေးဒီမှာကြည့်ယုံတန်လိုက်အိမ်မြောင်ကအယူပေါက်ဖြစ်နေပြီလို့ဈေးရကအော်ပြောလိုက်တဲ့အခါဦးဘုံမြင့်ကအမြန်ပြေးကြည့်တော့တန်လိုက်အိမ်မြောင်ရဲ့လက်တံဟာတပတ်ပြီးတပတ်ယူသွတ်တလို့မျိုးအဆက်မပြတ်လဲပတ်နေတာကိုတွေ့လိုက်ရတာပေါ့ဗျာဦးဘုံမြင့်ကသူ့ရဲ့အတွေ့အကြုံအရဒါဟာပြင်းထန်တဲ့တန်လိုက်ဆက်ကွင်းတစ်ခုရဲ့တက်ရောက်မှုဆိုတာသိလိုက်ပေမဲ့ပတ်ဝန်းကျင်မှာဘာတတုပစ္စည်းမှမရှိပဲဘာကြောင့်ဒီလိုဖြစ်နေတာလဲဆိုတာကိုတော့သူလည်းစဉ်းစားမရဖြစ်နေခဲ့တာပေါ့ဒီနားမှာပင်လေအောက်ခြေကတောင်တန်းကြီးတွေရှိတာလားလို့ဇေယျကမေးလိုက်တဲ့အချိန်မှာပဲဆက်လီရဲ့အောက်ခြေကနေပြီးတော့လေးလံလုံးနဲ့အတန်နက်ကြီးတစ်ခုဟာတက်လှေလုံးတုံခါသွားအောင်ထွက်ပေါ်လာတယ်အဲ့ဒီအတန်ဟာတက်ရှိတတဝါကြီးတစ်ကောင်ရဲ့ဟိန်းတန်နဲ့ပိုတူနေပြီးဆက်လီအနီးကပင်လေကြီးတွေဟာလေစူပွက်လာတယ်လို့မျိုးဖြစ်လာနေတာပေါ့ဗျာအဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်လုံးအန်အောမင်တက်သွားရတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရတာပဲဆက်လီရဲ့ဘေးပတ်ပတ်လေကရေပြင်းအောက်မှာအေးရမှကြောကုန်းကြီးတစ်ခုလိုမျိုးအရာကြီးကကီလိုမီတာနဲ့ချီပြီးရှည်လျားစွာရွေ့လျားနေတာကိုလာအလင်းရောင်ဖြော့ဖြော့အောက်မှာတွေ့လိုက်ရတယ်လေဦးဖုံးမင်းကသူ့ရဲ့လက်နှိပ်ဓာတ်မီနဲ့လှမ်းထိုးကြည့်လိုက်တဲ့အခါအဲ့ဒီအရာကြီးရဲ့အည်ပြားဟာကြောက်ဆောင်ကြီးတွေလိုမာကြောပြီးရှေးဟောင်းတန်တာတွေက Leviathan လို့ခေါ်တဲ့ SCP-169 ရဲ့တစိမ့်တစ်ပိုင်းဖြစ်နေတာကိုသိလိုက်ရတဲ့အခါသူတို့ရဲ့တိမ်မင်းတမန်ညာဟာတကယ်ပဲစတင်လိုက်ပါပြီ။ဦးဖုံးမြင့်ရဲ့လက်နှိပ်ဓာတ်မီအောင်အောက်မှာမြင်လိုက်ရတဲ့အဲ့ဒီအေယာမအရေပြားကြီးဟာတဖြည်းဖြည်းနဲ့ရေပေါ်ကိုပိုတက်လာခဲ့ပြီးဆက်လေနန်းဘေးကိုပုတ်တိုက်သွားတာပေါ့။အဲ့ဒီလိုပုတ်တိုက်နေတဲ့အချိန်ကြောင့်ဆက်လေတစ်စည်းလုံးဘေးတစ်စောင်းဖြစ်သွားပြီးဈေးရာကလည်းကြမ်းပြင်ပေါ်ကိုလွင့်စင်ကျသွားခဲ့တာပေါ့ဗျာ။ဒါကတက်ရှိတတဝါတကောင်တက်ဆိုင်ရွေ့လျားနေတဲ့ကြောက်တောင်ကြီးတစ်ခုလိုပဲလို့ဇေယျကအော်ပြောရင်းပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါပင်လေကြီးဟာအပြာရောင်တောက်တောက်တွေအဖြစ်ပြောင်းလဲသွားပြီး SCP-169 ရဲ့ခန္ဓာကိုယ်ပေါ်ကနေထူးဆန်းတဲ့လျှက်စစ်စွမ်းရည်တွေထွက်ပေါ်နေတာကိုတွေ့လိုက်ရတာ။အဲ့ဒီအချိန်မှာပဲဆက်လေရဲ့ engine ဟာလုံးဝရပ်တန့်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးဟာထူးဆန်းစွာတိတ်ဆိတ်သွားခဲ့တယ်ဗျ။ဦးဘုံမြင့်က engine ကိုအတင်းပြန်နှုတ်ကိုကြိုးစားနေပေမဲ့အချီးပါပဲ။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဆက်လေဟာ SCP-169 ရဲ့ပြင်းထန်လို့နဲ့တန်လိုက်ဆက်ကွင်းတွေကိုလုံးဝရောက်ရှိသွားလို့ပဲဖြစ်မှာပေါ့။ဦးလေးရေဒီယိုကနေအတန်ကြီးကြားနေရတယ်လို့ဇီယာကအော်လိုက်တဲ့အခါဦးဘုံမြင့်လည်းနားထောင်ကြည့်လိုက်တော့ရေဒီယိုကနေလူစကားမဟုတ်တဲ့ရှီဟောင်းဘာသာစကားတစ်ခုလိုမျိုးတိုးလေးရေးရွနေတဲ့အတန်တွေကိုကြားလိုက်ရတာပေါ့ဗျာအဲ့ဒီအတန်တွေကသူတို့ရဲ့စိတ်ထဲကိုဓာတ်ရိုက်ရောက်လာတယ်လို့မျိုးခံစားရပြီးဇီယာရဲ့နှာခေါင်းကနေသွေးတွေစီးကျလာခဲ့တယ်လေဦးဘုံမြင့်ကဇီယာကိုဆွဲထူလိုက်ပေမဲ့အပြင်ဘက်ကရေမျက်နှာပြင်ဟာရုတ်တရက်နှိမ့်ဆင်းသွားပြီးအီယာမပစက်ကြီးတစ်ခုလိုမျိုး၆ကဘာကြီးတစ်ခုသူတို့ဆက်လေအရှိမပွင့်ဟလာတာကိုမြင်လိုက်ရတာပေါ့ဒါဟာ SCP-169 ကပင်လယ်ရေတွေကိုစုပ်ယူလိုက်တာဖြစ်ပြီးသူတို့ဆက်လေဟာလည်းအဲ့ဒီမောင်မဲနေတဲ့ငရဲတင်းကြီးထဲကိုအရှိန်အဟုန်နဲ့မျောပါသွားဖို့ပြင်ဆင်နေပါပြီဆက်လေကြီးဟာ SCP-169 ရဲ့အေယာမပါဇက်ကြီးတဲ့ကိုမျောပါသွားဖို့လက်မအနှဲငယ်ပဲလိုတော့တဲ့အချိန်မှာဦးဘုံမြင့်ဟာနောက်ဆုံးမျောလင့်ချက်အနေနဲ့အရေးပေါ်ဒုံးကြီးအချက်ပြမိကိုကောင်းကင်ပေါ်ပြစ်တင်လိုက်တာပေါ့အဲ့ဒီနီးမြဲနေတဲ့အလင်းတက်ဟာမှောင်မဲနေတဲ့ပင်လယ်ပြင်ကြီးကိုခဏတာလင်းထိန်သွားစေပြီးအောက်ခြေမှာရှိနေတဲ့ကီလိုမီတာပေါင်းများစွာရှည်လျားတဲ့တတ္တဝါကြီးရဲ့မျက်လုံးတစ်လုံးကိုကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတာပဲအဲ့ဒီမျက်လုံးကြီးဟာဂလက်ဆီတစ်ခုလုံးကိုကြည့်နေရတယ်လို့မျိုးနှဆိုင်လုံးပြီးသူတို့နှစ်ယောက်လုံးကိုတစ်ချက်တည်းနဲ့တုံလုံးချုပ်ချသွားစေခဲ့တာပေါ့ဗျာထူးဆန်းတာကအဲ့ဒီအချက်ပြမီးကိုမြင်လိုက်ရတဲ့အချိန်မှာ SCP-169 ကြီးဟာဟိန်းတန်ကြီးတစ်ချက်ပေးလိုက်ပြီးရေငုံသင်္ဘောကြီးတစ်စင်းလိုမျိုးပင်လယ်ရေအောက်ထဲကိုတဖြည်းဖြည်းပြန်လဲနစ်မြုပ်သွားခဲ့တာပဲရေစီးချောင်းတွေကပြောင်းပြန်ဖြစ်သွားပြီးသူတို့ရဲ့ဆက်လေးလေးကိုအဝေးကိုတွန်းထုတ်လိုက်တယ်လို့ဖြစ်သွားခဲ့တာပေါ့ဇီယာဟာတတိတစ်ချက်ပြန်ဝင်လာပြီးရေဒီယိုကနေထွက်ပေါ်နေတဲ့ထူးဆန်းတဲ့အသံတွေဟာလည်းတဖြည်းဖြည်းနဲ့ငြိမ်သက်သွားပြီးပုံမှန် signal တွေပြန်တက်လာတာကိုတွေးလိုက်ရတဲ့အခါသူတို့နှစ်ယောက်လုံးတေမင်းလက်ကနေတီလေးလွန်မြောက်ခဲ့တာကိုသိလိုက်ရတော့တာပေါ့ဗျာနေရောင်ကြီးနုနုလေးဟာပင်လယ်ပြင်တက်ကိုဖြာကျလာတဲ့အချိန်မှာတော့ပတ်ဝန်းကျင်တစ်ခုလုံးဟာဘာမှမဖြစ်ခဲ့သလိုမျိုးတည်ငြိမ်အေးချမ်းနေကြတာပေါ့ဒါပေမဲ့ဦးဘုံမြင့်ရဲ့လက်ထဲကတန်လိုက်အိမ်မြောင်ကတော့မြောက်ဘက်ကိုမညွန်ပြတော့ပဲအောက်ခြေက SCP-169 ရှိနေခဲ့တဲ့အရက်မျက်နှာစီကိုပဲထာဝရညွန်ပြနေကြတော့တာပဲလေဒါဟာ
ကဘာမြေပေါ်မှာလူသားတွေမသိနိုင်သေးတဲ့အင်အားကြီးတတ္တဝါတွေရှိနေသေးတယ်ဆိုတာကိုသက်သေပြနေတယ်လို့ပါပဲကဲအကိုကြီးဒီနေ့ရဲ့လျှို့ဝှက်စမ်းကြယ်ဆက်လန်းလေးကတော့ဒီမှာပြီးဆုံးသွားပါပြီဗျာ